ဒါကတော့အင်ဒိုနီးရှားရိုးရာဆန်မုံတစ်မျိုးပါရှင်ဆန်ရဲ့ဘဲဥရဲ့လှုပ်ထားတဲ့မုံပါရှင်ပထမဆုံးသူကဆန်ကိုမှရေလေးနည်းနည်းနဲ့ပေါ့နော်အပူလေးပေးပါတယ်ဆန်လေးနည်းနည်းနူးတောင်လို့ပါရှင်ဆိုင်လေးကတော့ဂျကာတာရဲ့ကိုတာတူဝါဆိုတဲ့ tourist day အလားများတဲ့နေရာမှာဖွင့်ထားတဲ့ဆိုင်လေးဖြစ်ပါတယ်ရှင်ဆန်လေးနည်းနည်းလေးနူးလာပြီဆိုရင်သူကအရသာတွေထည့်ပါတယ်ရှင်ဒါလေးကတော့အုံးသီးအချိုလေးပါရှင်စားလေးနည်းနည်းထည့်တယ်ကြက်သားမုံလေးနည်းနည်းထည့်ပါတယ်ရှင်ဒါကတော့ဘဲဥပေါ့နော်အားလုံးကိုနှံ့အောင်မှွေလိုက်ပါတယ်မှွေပြီးတော့ပြပြလေးပုံစံလေးလုပ်ပါတယ်ရှင်သူကအချိုးမုံလို့သာပြောတာအရသာကတော့တိတ်မချူပါဘူးရှင်အုံးသီးလေးအနေငယ်တာပါတာပါဒီပြပြအချက်လိုက်ကလေးကိုမှပေါ့နော်သူကအချက်လိုက်ကလေးချွတ်ကလေးဖြစ်အောင်လုပ်တာပါရှင်အပေါ်အောင်မီးပေးတဲ့သဘောပေါ့နော်ပုံမီးအောင်မီးကိုတော့သူတခြားလေးကြွတ်ချင်းပေးသွားပါတယ်ရှင်ဘဲဦးနဲ့ဆိုတော့ပွာလာပါတယ်ဆန်မုံကပွားလေးပါရှင်အပေါ်ကနေမှအုံးသီးမုံလေးထည့်တဲ့ချက်သွန်နီကျော်ထည့်ပေးပါတယ်ရှင်ဒါလေးကိုမှသူကပီဇာလေးလူမျိုးစိတ်ပြီးတော့ပေးတာပါဒီလိုမျိုးလေးစားရတာဖြစ်ပါတယ်ရှင်ဒီတစ်ချက်ကိုသူတို့ရဲ့ငွေပေါ့နော်6000ရူပီယန်ပေးရပါတယ်ရှင်မြန်မာငွေနဲ့ဆိုရင်12000လောက်ပေးရပါတယ်ရှင်ခီးသွားတဲ့တွေလာဖို့စီစဉ်ထားတဲ့နေရာလေးမှာဖက်နဲ့ဆိုင်လေးဖြစ်ဖြစ်ကြောင့်မို့လို့ပေါ့နော်ဈေးနှိမ့်ငယ်ပို့နေတယ်လို့ပဲထင်ပါတယ်ရှင်ပုံ